အခုတင်ဆက်ပေးမယ့်သတင်းကတော့မန်စီးတီးကိုနိုင်ကပထမဆုံးချန်ပီယံဆုကိုပဲလစ်ရအောင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မင်းညရှင်မြန်ကစားခဲ့တဲ့ FA ဗလာဘိုလူပွဲမှာပဲလစ်အသင်းဟာမန်စီးတီးအသင်းကိုတကူကိုမရှိနဲ့အနိုင်ယူပြီးတော့အသင်းသမိုင်းတစ်ချောင်းမှာပထမဆုံးချန်ပီယံဆုကိုရယူခဲ့လို့သိရပါတယ်။ပဲလစ်အသင်းဟာပွဲချိန်16မိနစ်အတွင်းမှာသွင်းယူခဲ့တဲ့ EP Richie EC ရဲ့ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာပွဲချိန်36မိနစ်မှာပနတီကန်ခွင့်ရပေမဲ့ဥမမာမို့ကန်သွင်းခဲ့တာကိုပဲလစ်အသင်းကိုတမဟန်ဒါဆင်ကောက်ကွယ်သွားနိုင်ခဲ့တယ်လို့ကြံပွဲစဉ်တွေမှာလည်းအပိုင်ကိုကတ်သွင်းမှုတွေရခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကြောင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ပဲလစ်အသင်းဟာအဖေဗလာချန်ပီယံဆုနဲ့အတူယူရိုပါလိဝင်ခွင့်ပါရရှိခဲ့တာကြောင့်အကျိုးရလက်ကောင်းတွေပိုင်ဆိုင်ခဲ့ရလို့သိရပါတယ်။မန်စီးတီးအသင်းဟာပြီးခဲ့တဲ့နှစ်ကလည်းအဖေဗလာဘူလူပွဲတက်ခဲ့ပေမဲ့မန်စီးတီးကိုရှုံးခဲ့တာကြောင့်အဖေဗလာဘူလူပွဲမှာ2နှစ်ဆက်တိုက်ဒုတိယနှစ်ပဲကျင်းပခဲ့ရဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချမ်းအောင်ပေးပို့လာပါ